မြင်းကြားအုပ်စုတကွဲတပြားထပ်ပြေးကြချိန်မှာချီတာတွေကအားနည်းတဲ့ပြစ်မှတ်တစ်ခုကိုမျက်စိကျခဲ့ကြတယ်။ဒါပေမဲ့မြင်းကြားပေါက်လေးရဲ့အမေကမတုံမဆိုင်ပဲရှေ့ကိုပြေးထွက်လာပြီးသူ့သားပေါက်လေးနဲ့ချီတာတွေကြားမှာကိုကာပြီးဝင်ရက်လိုက်တယ်။ချီတာတွေအရှိန်မြင့်ပြီးအမီလိုက်တော့မဲ့ဆဲမှာပဲမြင်းကြားမကြီးကနောက်ကိုအားပြင်းပြင်းနဲ့ကန်ထုတ်လိုက်တာချီတာတကောင်ရဲ့မျက်နှာကိုထိခါနီးချစ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲတခြားမြင်းကြားတွေကလည်းဝိုင်းလာကြတယ်။အခွင့်အရေးလက်လွတ်သွားတာကိုမြင်လိုက်တာနဲ့ချီတာတွေကဒေဝေမနေပဲချက်ချင်းလှဲ့ထွက်သွားပြီးအနီးနားက Wild Beast အုပ်စုစီအာယုံပြောင်းလိုက်ကြတယ်။သူတို့ကအရွယ်ရောက်ပြီးသားတောစိတ်တကောင်ကိုပြစ်မှတ်ထားလိုက်ကြတယ်။ထွက်ပြေးနေတဲ့တောစိတ်ကရုတ်တရက်လှဲ့ပြန်လာပြီးအနားကပ်လာတဲ့ချီတာတွေကိုသူ့ဦးကြိုတွေနဲ့ကြမ်းကြမ်းတန်းတန်းပြန်ခွေပါလေရော။ဒါပေမဲ့စစ်ကူတွေရောက်လာပြီးချီတာသုံးကောင်စလုံးတောစိတ်ပေါ်ခုံအုပ်လိုက်တာမို့တောစိတ်ကြီးလဲကျသွားခဲ့ရတယ်။တောစိတ်ကအစွမ်းကုန်ရုန်းကန်ပေမဲ့လည်းနောက်ဆုံးမှာတော့ချီတာသုံးကောင်ရဲ့အင်အားကိုမရှင်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူတို့ပင်ပန်းပန်းရှာဖွေထားတဲ့အစာကိုစားရတော့မယ်။ဒါပေမဲ့အမဲလိုက်လို့ရလိုက်တာနဲ့ဘိုက်ဝပြီလို့မဆိုလိုနိုင်ပြန်ဘူး။စူညံတန်တွေကချင်းသေးတကောင်ရဲ့အာယုံကိုဖမ်းစားသွားခဲ့တယ်။အခုတော့ချီတာအထီးထုံးကောင်ဟာချင်းသေးမတကောင်နဲ့ရင်ဆိုင်နေရပါပြီ။လုံးဝမောပါနွားနယ်နေတဲ့ချီတာတွေဟာနောက်ထပ်တိုက်ပွဲတစ်ခုကိုမလိုလားကြဘူး။တက်နိုင်သမျှမြန်စားတော့ချင်းယုံပါပဲ။ဒါပေမဲ့ချင်းသေးမကစိတ်မရှိတော့ပဲသူတို့စီတဲ့တဲ့ဝင်တိုက်ခိုက်ပါတော့တယ်။ချီတာတွေကစုတ်ခွာဖို့ရွေးချယ်လိုက်ရတယ်။ဒါကြောင့်လဲဒီနေရာမှာချီတာတကောင်ထည့်ရတာတိတ်ခတ်တာပါ။အခုတော့ဒီကောင်လေးလေခမညာအားစကနေပြန်ပြီးအမဲလဲရတော့ပါမယ်။တုံညကနေပြန်စရတာပေါ့